အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကတော့ရန်ကုန်မြို့အတွင်းမှာစီကားနေတဲ့ရေကြောပွဲစီကိုအင်္ဂလိပ်ကျောင်းကတငယ်ချင်းတွေနဲ့တူတူတွားခဲ့တဲ့ပတော်လေးဖြစ်ပါတယ်တငယ်ချင်းတွေဆုံပြီဆိုတော့ဘူးလိုပွဲစီစလျှောက်ဖြစ်ပါတယ်ရှောင်းရင်နဲ့တငယ်ချင်းကတော့လမ်းမှာတွေ့တဲ့ကြောလုံးကိုဝယ်စားဖြစ်ပါတယ်ဒီရေကြောပွဲစီလေးက9ရက်နေ့ထိရှိပါတယ်လူကတော့အရန်ကျက်ပါတယ်အတင်းတိုးလိုက်ရပါတယ်ကျယ်လီလေးတွေတွေ့ရရင်ဘူးတို့တငယ်ချင်းတွေကဝယ်စားဖြစ်ပါတယ်။စပိုက်စီကျုပ်လိတ်ကလေးလည်းတွေ့ပါတယ်။ဘူးတို့တငယ်ချင်းတွေရေခဲချောင်းဝယ်စားဖြစ်ပါတယ်။သူတို့တွေကတော့စိတ်ကြိုက်လှည့်နေကြပါတယ်။ဘူးတို့ဒီဆိုင်လေးမှာဝင်ထိုင်ဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့တူတူစားဖို့အတွက်မုတ်လေးတွေတွားဝယ်ဖြစ်ပါတယ်။အရင်ဆုံးအာလူချောင်းလေးကိုဝယ်ဖြစ်ပါတယ်။ငုံကြော်လေးစားချင်တာနဲ့ငုံကြော်လေးဝယ်စားဖြစ်ပါတယ်ပွဲစီလျှောက်တိုင်းဘူတီကျော်လေးတွေကအသက်ပါဘူးကတော့ဘူတီကျော်စားချင်တာနဲ့ဝယ်ခဲ့ပါတယ်ထမင်းလေးနဲ့ခွန်းတော်နဲ့လည်းဝယ်လိုက်ပါသေးတယ်ပွဲစီသွားတိုင်းရေမုတ်ကမပါမဖြစ်ပါသူတို့အရန်ကောင်းနေရပြောပါတယ်လက်မရထောင်ပြီးအလူချောင်းတွေကိုတယောက်တလဲလှည့်စားနေကြပါတယ်တပီပြန်ခန်းဒီမှာတော့တငယ်ချင်းတွေနဲ့အတူတူပင်နဲ့ဓမြသွားစီခဲ့ပါတယ်ဒါကတော့တော်တော်လာတဲ့ရှုခင်းလေးပါပင်လယ်သမျှတစ်ခါစီးဖို့အရေးကိုတော်တော်လေးစောင့်နေရပါတယ်အဲ့တော့ဘူးတို့နေရာယူပြီးသွားပါပြီဒီနေ့ကတော့တော်တော်လေးပြောခဲ့ပါတယ်ဗီဒီယိုကိုအစားဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်